meeting တစ်ခုထဲမှာ developer ကဒီ design ကြီးကအလုပ်လို့မဖြစ်နိုင်ဘူးဆိုပြီးတော့ပြောတာမျိုး project manager ကဒါငါတို့ရဲ့ roadmap နဲ့မကိုက်ဘူးဆိုပြီးတော့မှညင်းတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်း business team ဘက်ကဒီ design တိုင်းလုပ်မယ်ဆိုလို့ရှိရင် revenue ကတိုးလာပါမလားဆိုပြီးတော့မှမေးခွန်းထုတ်တာမျိုးဒါမျိုးတွေကိုကြုံဘူးလားဒီအချိန်မှာကိုကတော့ငါ screen လေးတစ်ခုကိုပဲဒီဆွဲထားတဲ့ design လေးကိုပဲပြမိတာဘာလို့အားလုံးကဝိုင်းပြီးတော့မှရန်ဖြစ်နေကြရလဲဆိုပြီးတော့မှတွေးကောင်းတွေးမိမယ်ပေါ့နော်တကယ်လို့တင်က UI UX designer တယောက်အနေနဲ့ဒီလိုအဖြစ်မျိုးတွေကြုံဘူးရဆိုလို့ရှိရင်ဒါကတင်တယောက်တည်းမဟုတ်ပါဘူးအမှန်တရားကတော့ဒါက design ဆိုတာထက် stakeholder communication နဲ့ပို့ပြီးတော့မှသက်ဆိုင်နေလို့ပါဒီနေ့မှာတော့ designer တော်တော်များများတကယ်လုပ်ငန်းခွင်တွေရောက်ပြီးတော့ project တွေလုပ်အခါမှာလေးလာတင်ယူရတဲ့အတွေ့အကြုံတွေအကြောင်းကိုမျှဝေပေးချင်တာဖြစ်ပါတယ် UI UX designer တယောက်အနေနဲ့အလုပ်လုပ်ရတဲ့အခါမှာတူတွဲပြီးတော့မှအလုပ်လုပ်ရတဲ့စိတ်ခိုတာတွေကဘယ်သူတွေလဲပြီးရင်သူတို့နဲ့အလုပ်လုပ်ရတာပို့ပြီးတော့မှလွယ်ကူသွားစေမဲ့ communication hacks တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်မျှဝေပေးမဲ့ tips လေးတွေကို apply လုပ်ကြည့်လိုက်ရင် communication ဘိုင်းမှာပို့ပြီးတော့မှလွယ်ကူသွားတာကိုတွေ့ရမယ်ဆိုတာအမှခံပါတယ်ကျမ career အစောပိုင်းတုန်းကဒီ meeting တစ်ခုကိုမှတ်မိသေးရပေါ့နော်အဲ့ဒီတော့ကို design ကိုတော့အရင် proud ဖြစ်ပြီးတော့မှဒီ present လုပ်တာပေါ့နော်ဒါပေမဲ့9မိနစ်တောင်မပြည့်သေးဘူး developer ခက်တယ်ဒီ design တိုင်းလုပ်ဖို့ဆိုရင် timeline တွေအများကြီးကုန်မဲ့ timeline တွေအကြာကြီးလိုမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့ပြောတာမျိုးကိုကြုံရဘူးရယ်နော်ကျောင်းရဘူးတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲကျွန်မသိသွားတာက UI UX ဆိုတာက screen ဆွဲတာတခုတည်းမဟုတ်ဘဲနဲ့ဒီ communication ဘိုင်းကပို့ပြီးတော့မှအရေးကြီးရယ်ဆိုတာကိုသိလိုက်ရပါတယ် UI UX ကိုစပြီးတော့လေ့လာတဲ့အခါမှာလူတိုင်းကဒီ wireframe အကြောင်းတွေတို့ typography တွေ color theory တွေနောက်ဒီ design နဲ့ပတ်သက်တဲ့ Figma skills တွေပေါ့နော်ဒါတွေကိုပို့ပြီးတော့မှအာရုံစိုက်တယ်ဒါတွေကအရေးကြီးတာမှန်တယ်ဒါပေမဲ့တကယ် product development မှာကြတော့အလုပ်ရဲ့အစိတ်ပိုင်းတော်တော်များများကဒီ communication ဘိုင်းပဲဖြစ်နေတာကိုတွေ့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ designer ဆိုတာကလူတွေအများကြီးရဲ့အလယ်မှာရှိနေလို့ပေါ့နော်သူက bridge လေးတစ်ခုလိုပဲတင်က user ဒီအသုံးပြုတဲ့ user ရဲ့နောက်ပြီးလို့ရှိရင် business side ပေါ့နော် business side ရဲ့ပြီးလို့ရှိရင် technology ရဲ့ဒီသုံးခုကိုမျှပြီးတော့မှတွေးပြီးတော့စကားပြန်လိုမျိုးလုပ်ပေးနေရတဲ့လူမျိုးဖြစ်နေလို့ပေါ့နော်ဒီတော့အဓိကကြတဲ့ stakeholder တွေအကြောင်းပြောကြည့်လိုက်အောင် stakeholder 1 product manager တင်နဲ့တွဲပြီးတော့အလုပ်လုပ်ရဆုံးလူကတော့ product manager ဒါမှမဟုတ်လို့ရှိရင် product owner ဖြစ်ပါလိမ့်မယ်သူတို့တွေကများသောအားဖြင့်ဒီလိုအချက်တွေကိုပဲစိတ်ဝင်စားကြတယ် product ရဲ့ goal user တွေရဲ့ပြဿနာဘယ် feature ကိုအရင်လုပ်မလဲ priority ပေါ့နော်ပြီးတော့သူတို့ရဲ့ product roadmap ပေါ့သူတို့ကအမြဲတမ်းဒီလိုမေးခွန်းတွေမေးလို့ရှိရယ်ငါတို့ဘာလို့ဒီ feature လေးကိုထည့်မှာလဲဒါက user အတွက်တကယ်ရောအထောက်အကူဖြစ်လို့လားပေါ့နော်ပြီးလို့ရှိရင်ဒါကငါတို့ရဲ့ product strategy နဲ့ရောကိုက်လားအဲ့တော့ဒါကိုပဲသူတို့ကစိတ်ဝင်စားရဖြစ်တဲ့အတွက်ကြောင့်မို့လို့မေးခွန်းတွေကလည်းအဲ့ဒီဘက်ချန်ကိုပဲသွားရများတယ်ပေါ့နော်သူတို့ ਨੇ communicate လုပ်တဲ့အခါမှာပို့ပြီးတော့မှအဆင်ပြေဖို့ဆိုလို့ရှိရင် design ပြတဲ့အခါမှာဒီ screen တွေကိုအရင်မပြနဲ့ပေါ့နော်ပြဿနာကိုအရင်ပြောပြပေါ့ဥပမာဆိုလို့ရှိရင်ဒါကတော့ကျမဆွဲထားတဲ့ dashboard အသစ်ပါလို့ပြောမယ့်အစားအခုလက်ရှိမှာလူတွေကဒီ status တစ်ခုကြည့်ဖို့အတွက်အဆင့်၄ဆင့်လောက်ဖြတ်နေရတယ်ဆိုလို့ရှိရင်ဒီ design အသစ်မှာတော့2ဆင့်နဲ့ပြီးသွားအောင်လုပ်လို့ရမယ်ဆိုတာမျိုးပေါ့နော်ဒါဆိုရင်ဒီ conversation ကဒီ visual ဘိုင်းမဲမဟုတ်ဘဲနဲ့ problem solving အပိုင်းကိုပါသူတို့ရှင်းပြရဖြစ်တော့ကြောင့်မလို့ကိုက pixel pusher တယောက်အနေနဲ့အမြင်ခံရတာကနေရုံထွက်နိုင်ပါလိမ့်မယ်ဒီလို problem solving အပိုင်းကိုဦးစားပေးရမျိုးဆိုလို့ရှိရင် product manager တွေကသဘောကျတယ် stakeholder 2ဒါကတော့ developer တွေပါသူတို့ ਨੇ က project တေချာ run နေပြီဆိုလို့ရှိရင်နေတိုင်းနေပါစကားပြောရမှာ developer တွေဘက်ကသူတို့ရဲ့စိုးရိမ်တာတွေကကြတော့ဒီ designer တယောက်ကလာပေးလိုက်တဲ့ design ကတကယ်တမ်း technology သူတို့ဘက်ကtechnically ကလုံနိုင်မှာမလားပေါ့နော် feasible ဖြစ်ပါမလားပေါ့နောက်ပြီးလို့ရှိရင်ဒုတိယအချက်ကကြတော့ complexity ပေါ့သူတို့ဘလောက်လောက်ရတာဘလောက်ခက်ခဲမလဲပေါ့နော်ပြီးလို့ရှိရင်တတိယအနေနဲ့ကြတော့ performance ပေါ့အမြန်ဒီ software တစ်ခုရဲ့ product တစ်ခုရဲ့performance ကိုသွားထိခိုက်မလားပေါ့နော်ဒီနေရာမှာသူတို့နောက်ထပ်စိတ်ပူတာရှိသေးတာကြတော့ timeline ပေါ့ဒီ design တစ်ခုလောက်ရတာကသူတို့complex ဖြစ်တယ်ဆိုလို့ရှိရင်ဘယ်လောက်တောင်မှသူတို့အချိန်ပေးရမှာလဲပေါ့နော်သူတို့လည်းဒီ project manager တွေဘက်ကပေးထားတဲ့ timeline တွေကရှိတယ်အဲ့တော့ကြတော့အဲ့ဒါနဲ့ကိုက်အောင်လဲသူတို့ကချိန်ညှိရသေးရဲ့ပေါ့နော်အဲ့တော့ဒါမျိုးတွေ urgent timeline တွေ run ရတဲ့ project တွေဆိုလို့ရှိရင်လည်းသူတို့ push back လုပ်တာတွေရှိတတ်တယ်ပေါ့နော် design ပေးတဲ့ design ကသူတို့အတွက်လောက်ရတာ complex ဖြစ်ဒီနေရာမှာကိုကတော့ဆွဲပေးလိုက်တဲ့ design ရှင်းရှင်းလေးဆိုပေမဲ့ development ဘက်ကကြတော့လောက်ရတာရှုပ်ထွေးတာမျိုးတွေရှိတတ်တယ်အဲ့တော့ဒါမျိုးကြရင်လည်းညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်ပေါ့နော်
ဒီနေရာမှာဒီ developer တွေနဲ့ဆက်ဆက်တဲ့နေရာမှာ communication hack အနေနဲ့ကကြတော့ဒီ screen ကိုအကုန်လုံးအစဆုံးရင်ဆွဲပြီးတော့အရန်ကိုလှလှလေးဆွဲပြီးတော့မှသွားမပြနဲ့ပေါ့နော်တခုချင်းကိုတခုလောက်တော့မယ်ဆိုလို့ရှိရင် constraint တွေဘာရှိလဲဆိုတော့စောစောစီးစီးမေးပြီးတော့မှ discuss လုပ်ပါဥပမာအရန်ခက်တဲ့ဒီ animation မျိုးကိုအရင်မဆွဲလိုက်ဖ ೇನೆ သူတို့သွားပြီးတော့မှဒီလိုမျိုးဖြစ်နိုင်လားပေါ့နော်လုပ်လို့ရနိုင်လားဆိုတာမျိုးကိုအရင်ဆုံး communicate လုပ်လို့ရနိုင်တယ်ဆိုရင်ပို့ပြီးတော့မှအဆင်ပြေပါတယ်နောက်ထပ်တစ်ခုကတော့ clarity ပါ state တွေအားလုံးအတွက် clear ဖြစ်နဲ့screen တွေထုတ်ပြီးရင်ပိုကောင်းတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် loading ဖြစ်နေတဲ့အချိန် panning ဖြစ်နေတဲ့အချိန်တွေမှာဘာတွေပြမှာလဲပေါ့ screen က empty state တွေမှာဘာတွေပြမှာလဲပြီးလို့ရှိရင် fail သွားရင်ရောဘာတွေပြမှာလဲအစရှိသဖြင့်ပေါ့နော် error တက်တဲ့ချိန်တွေအတွက်လည်း error state တွေကိုထည့်ပြီးဆွဲပေးဖို့စဉ်းစားပေးဖို့လိုတယ်ပေါ့နော်ဒီနားမှာဒီ stakeholder 2ယောက်အကြောင်းနားထောင်ပြီးတဲ့အချိန်မှာတခုသတိထားမိမှထင်တယ်လူတိုင်းကဒီ product တစ်ခုတွေကိုကြည့်နေတာမှန်ပေမဲ့သူတို့ရဲ့ကြည့်တဲ့ရှုထောင့်ကမတူဘူးပေါ့နော်ဒါလေးကိုအရင်ဆုံးမှတ်ထားပြီးတော့မှဆက်သွားလိုက်အောင် stakeholder 3 business side ဒါမှမဟုတ်လို့ရှိရင် management ပိုင်းပေါ့ဒါကတော့ business ပိုင်းကလူတွေတကယ်လို့ကိုက freelance လုပ်မယ်ဆိုလို့ရှိရင်လည်း founder တွေဖြစ်မယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း maybe business team တွေ marketing team တွေဒါမျိုးတွေပေါ့နော်သူတို့အတွေ့အထဲမှာရှိတာကြတော့ revenue တွေရှိမယ်ဘယ်လောက်ထိဒီ product က group ဖြစ်နိုင်မလဲဆိုတာရှိမယ်လို့ရှိရင်ဒီ product ရဲ့ conversion rate ပေါ့နော်ဒါမျိုးတွေရှိမယ်ပေါ့အဓိကဒါကြောင့်ကိုဆွဲထားတဲ့ design ကို visual အလှပဘက်ကပဲသွားပြီးတော့မှအဲ့ရှုထောင့်ကပဲသွားရှင်းပြမယ်ဆိုလို့ရှိရင်သူတို့ကလက်ခံမှာမဟုတ်ဘူးသူတို့သိပ်ပြီးတော့လည်းသဘောပေါက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကို design က business အပေါ်မှာဘယ်လောက် impact ရှိနိုင်မလဲအဲ့ဒီအပိုင်းကိုအဓိကရှင်းပြရမှာပါဥပမာဒီလိုလုပ်လိုက်လို့ရှိရင် UI ကပိုရှင်းသွားတယ်လို့ပြောမယ့်အစား checkout process တစ်ခုကိုလွယ်ကူလုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ user တွေရဲ့ဝယ်ယူမှုနှုန်းကပိုပြီးတော့မှတက်လာနိုင်တယ်ဆိုတာမျိုးကိုပြောလိုက်ပါဒါဆိုရင်သူတို့ချက်ချင်းသဘောပေါက်သွားပါလိမ့်မယ်စိတ်ကူတာ4ကတော့ QA တင်းမှာ QA ကတော့ design ကိုပေးလိုက်တဲ့ design အတိုင်းတကယ် develop လုပ်ထားတဲ့ product ကဟုတ်နေလားဆိုတာမျိုးတွေပြီးရင် error ရှိမရှိတွေကိုစစ်ပြီးတဲ့လူတွေပေါ့နော်ဒီနေရာမှာတော့communication hack ကရိုးရှင်းပါတယ် interaction rules တွေကိုသေချာပေးထားဖို့ပါပဲဥပမာ input တစ်ခုမှားထည့်တယ်ဆိုလို့ရှိရင် error ဘယ်လိုပြကြမလဲတို့ data loading တက်မလာရင်ဘာတွေပြမလဲတို့ဒါတွေကိုကိုကကြိုပြီးတော့မှပြောပြထားတယ်ဆွဲပြထားတယ်ဆိုလို့ရှိရင် jury တွေအနေနဲ့အလုပ်လုပ်ရတာအများကြီးပို့ပြီးတော့မှရိုးရှင်းသွားပါလိမ့်မယ် stakeholder 5ကတော့အရေးအကြီးဆုံးဖြစ်တဲ့အသုံးပြုသူ user တွေပါ user တွေကကိုယ်နဲ့အတူတူတော့ meeting ထိုင်ပါမဟုတ်ပင်မဲ့သူတို့ရဲ့ feedback တွေကဒီ design ရဲ့ direction တွေဖြစ်တဲ့မှာတယ်ဒီနေရာမှာကိုယ့်ရဲ့အမြင်ပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ gut feeling တို့ကိုယ့်ရဲ့opinion တို့ဒါတွေထက်စားလို့ရှိရင် feedback တွေကိုပို့ပြီးတော့မှဦးစားပေးပါကျမကတော့ဒီလေးအောက်ကပိုကောင်းမယ်လို့ထင်တယ်ပေါ့အဲ့လိုမျိုးပြောတာထက်ဆိုင်ရင် usability testing လုပ်တော့user 9ယောက်မှာ4ယောက်လောက်ကold design မှာတော့ဘတ်တန်ကိုရှာမတွေ့ကြဘူးဒါမျိုးလေးရှင်းပြီးပြောပေါ့နော် data ပါလာရင်ငင်းခုန်မှုတွေရှိတဲ့အခါမှာရက်သွားတတ်ပါတယ်ဒီနေရာမှာနောက်တစ်ခုရှိတာက company ကိုလုံးနေတဲ့နေရာရဲ့ကွာခြားမှုလည်းရှိနိုင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် startup နဲ့ corporate နဲ့ကွာတယ်ပေါ့နော်ဒီဟာကလည်းစိတ်ဝင်စားဖို့ကောင်းတယ် startup မှာဆိုလို့ရှိရင်ထုံးပြချတာတွေကမြန်တယ်တကယ်လို့ကိုက agency နဲ့လုပ်တာဆိုလို့ရှိရင်လည်းဒီကိုယ့်ရဲ့client founder တွေနဲ့ဓာတ်ရိုက်စကားပြောရတာများတယ်ပေါ့နော်ကိုယ့်ရဲ့ team ဘက်ကဆိုလို့ရှိရင်လည်း BA တွေဘာတွေနဲ့အမြန်အလုပ်လုပ်ရတာမျိုးတွေတော့ရှိရယ် corporate တွေမှာကြတော့ဆုံးဖြတ်ချတဲ့အဆင့်တွေများတယ်ဒီဇိုင်းတစ်ခု live ဖြစ်သွားဖို့ကကြာတတ်တယ်ဒါပေမဲ့အစစ်စစ်ဖြစ်ရတဲ့ role တွေကတော့ပို့ပြီးတော့မှသူ့ရဲ့ responsibility နဲ့အတူပေါ့နော်တိတိကျကျရှိတတ်တယ်ပေါ့ဥပမာဆိုရင် startup မှာဆိုလို့ရှိရင်ကြတော့ BA နဲ့လည်းအလုပ်လုပ်ရင်းသား QA မှာလည်းတစ်ခါရေး parallel လုပ်founder business နဲ့လည်းတစ်ခါရေးစကားပြောအဲ့လိုမျိုးတွေရှိနိုင်ပေမဲ့ corporate မှာကြတော့ဒီ business team ဘက်ကသူတို့ရဲ့ requirement တွေကိုဖြတ်ပြီးပြီဆိုတော့မှဒီ product owner ဒါမှမဟုတ် business analyst ဒါမျိုးတွေကလာပြီးတော့ requirement ပေးမယ်ပေါ့နော်ကိုက business team နဲ့ဓာတ်ရိုက်စကားပြောရတာမျိုးကြီးဒီအဆင့်မှာဖြစ်ချင်မှဖြစ်လိမ့်မယ်အဲ့တော့ပြီးကမှကိုက design ဆွဲပြီးလို့ရှိရင်ဒီ product owner ကိုပဲပြန်ပေးလိုက်မယ်ဆိုလို့ရှိရင်သူတို့ကပြန်ပြီးတော့မှ business နဲ့ communicate လုပ်ပြီးတာမျိုးလည်းရှိကောင်းရှိနိုင်တယ်တချို့မှာကြတော့အဲ့လိုမျိုးပေါ့နော်ဒီ developer တွေနဲ့လည်းstartup မှာလောက်ရင်း communicate ကိုအရင်မလုပ်ရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါကိုယ့်ရဲ့ company ကိုလုပ်တဲ့ company ရဲ့ကာချာပေါ်မှာလည်းမူတည်တယ်ပေါ့နော် corporate မှာတော့အစင်စစ်ဖြစ်ရတယ်startup မှာကြတော့မြန်တယ်သွားနေတဲ့နှုံကအရင်မြန်တတ်တယ်ပေါ့နော်
ဒါကြောင့် UI UX ကိုလေ့လာနေရဆိုလို့ရှိရင်မှတ်ထားမှာက Figma လို tool တွေကကိုယ်ဒီဇိုင်းဆွဲတတ်အောင်ကူညီပေးလိမ့်မယ်ဒါပေမဲ့ stakeholder တွေကိုနားလည်ဖို့စူးစမ်းတာကြတော့ကိုယ်ဒီဇိုင်းကိုတကယ် product ဖြစ်လာအောင်လုပ်တဲ့နေရာမှာအကူအညီပေးပါလိမ့်မယ်ဒီဇိုင်နာကောင်းတစ်ယောက်နဲ့ထူးချွန်တဲ့ဒီဇိုင်နာတစ်ယောက်ရဲ့ဂျားတွေကကွာခြားချက်ကိုပြောပါဆိုလို့ရှိရင် design skills တွေတင်မဟုတ်ဘူးပေါ့နော်ကိုသက်ဆိုင်ရာကိုအလုပ်တူတွဲလုပ်နေရတဲ့လူတွေနဲ့မှန်ကန်တဲ့နီးလန်းနေနဲ့ communication လုပ်နိုင်တာမျိုးကအများကြီးစကားပြောသွားပါလိမ့်မယ် UI UX designer ကောင်းဆိုတာကuser interface တွေကိုပဲဒီတိုင်းထိုင်ဆွဲနေရမှာမဟုတ်ဘူး user ရဲ့ technology ရဲ့ business ရဲ့ကြားထဲမှာတသားတည်းဖြစ်သွားအောင်ချိတ်ဆက်ပေးနိုင်တဲ့လူတွေဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့စိတ်ကူတာရဲ့အကြောင်းရှင်းပြပေးသွားတာပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးအကျိုးရှိတဲ့ content လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်တဲ့ကြောင့်မို့လို့ဒီ channel လေးကို like and subscribe လေးလုပ်ထားဖို့တိုက်တွန်းချင်ပါတယ်။ဒါဆိုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်။